အားလုံးပဲမင်္ဂလာပါရှင်ဖေမ် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ပြပေးမယ့်သင်ခန်းစာလေးကတော့ plot နဲ့ပတ်သက်တဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ် plot ဆိုတာကမြန်မာလိုပြောရမယ်ဆိုရင်ဒီမျိုးအကြောင်းပြချက်တစ်ခုပေးတဲ့အခါမှာဆိုရင်သုံးတာပေါ့နော်ဘာကြောင့်ဒါမှမဟုတ်လို့ရှိရင် because ပေါ့နော်အပေကြောင့်ဆိုတော့ကြောင့်အဲ့အထိပ္ပယ်ရောက်ပါတယ်သူ့နောက်တနည်းအားဖြင့်Prowa လို့လည်းပြောကြရပေါ့နော်ဒီ pro နဲ့ prowa ကြားထဲမှာပါကွာချွားမှုရှိလဲဆိုရင်တိတ်ပြီးတော့ကွာခြားမှုတော့တိတ်မရှိပါဘူးပေါ့နော်သုံးလို့ရပါတယ်သူ့ကိုစလုံးပေါင်းကြည့်မယ်ဆိုရင် pro သူ့ကိုတနည်းအားဖြင့်အမြန်ပြောမယ်ဆိုရင်တော့ plot လို့လည်းပြောကြရပေါ့နော်သူရဲ့အတန်ထွက်အမှန်တော့ pro လို့ခေါ်ပါတယ်ဒါဆိုရင်ကျမတို့ပထမစာကြောင်းလေးကိုစပြောကြည့်မယ်နော်เพราะคุณဆိုတာကနင်းကြောင့်ပေါ့နော်คุณဆိုတာကနင်းကိုပြောတာနင်းမင်းအဲ့လိုပြောပါပေါ့နော်သူရဲ့အဓိပ္ပာယ်ကเพราะคุณနင်းကြောင့်အဲ့အဓိပ္ပာယ်ကိုရောက်ပါတယ်နောက်တစ်ခုမှဆိုရင်ကျမတို့စာကြောင်းရှည်လေးစပြောကြည့်ပါမယ်ผมทำอาหารเป็นเพราะคุณผมဆိုတာကကျွန်းတော်လို့ပြောပါတော့เนาะทำอาหารဆိုတာကအစားတောက်တွေလောက်တတ်တာချက်ပြုတ်တတ်တာပေါ့เนาะเป็นဆိုတာကဖြစ်တယ်เพราะคุณဆိုတာကနင်းကြောင်ပေါ့เนาะတကြောင်လုံးပေါင်းပြီးပါတာပြန်မယ်ဆိုရင်ผมทำอาหารเป็นเพราะคุณငါဒီအစားတောက်တွေချက်ပြုတ်တတ်တာကနင်းကြောင်ပဲပေါ့နောက်တစ်ခုမှဆိုရင်ဒီ prowa နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့တုံးကြည့်မယ်ပေါ့เนาะคุณอธิบายอีกครั้งให้ฉันหน่อยได้ไหมเพราะว่าฉันไม่เข้าใจค่ะคุณဆိုတာကခုနကပြောတယ်လို့ပဲနင်ပေါ့နော်အထိပိုင်ဆိုတာကဒီပြန်ပြီးရှင်းပြခိုင်းတာอีกครั้งဆိုတာကနောက်တစ်ကြိမ်လောက်ပေါ့နော်အနှော်ဆိုတာကအမျိုးဘယ်လိုပြောလဲယူတည်တမှုနဲ့တောင်းဆိုတာပေါ့နော်တိုင်းမိုင်ဆိုတာကရရဲ့လားပေါ့နော်เพราะว่าဆိုတာကဘာကြောင့်လဲဆိုတော့တဲ့ฉันไม่เข้าใจဆိုတာကငါနားမလည်လို့ပေါ့နော်ဒါဆိုရင်ကျမတို့ပြန်ဆိုကြည့်ပါမယ်คุณอธิบายอีกครั้งให้ฉันหน่อยได้ไหมเพราะว่าฉันไม่เข้าใจค่ะနင်ကနဲ့ကြိမ်လောက်ပြန်ရှင်းပြပေးနိုင်မလားဘာကြောင့်လဲဆိုတော့တဲ့ငါနားမလည်လို့ပေါ့နော်ဟုတ်ကဲ့အခုလိုဒီဗီဒီယိုလေးကိုဆုံးအောင်နားထောင်ပေးရတဲ့အတွက်ကြောင့်မို့အားလုံးကိုကျေးဇူးတင်ပါတယ်